ကျွန်တော်တို့ရဲ့ war ရေတိုးတက်ပြောင်းလဲဖို့ဆိုရင် changes ကိုလိုပါတယ်ဒီတဲ့တိုးတက်ပြောင်းလဲမဲ့အနေအထားကိုရောက်ရှိနိုင်မယ်ကျွန်တော်တို့တရားစင်းတိဆောက်ဖို့လိုပါတယ်တရားစင်းကဘာလဲဆိုရင်တိုးတက်ဖို့ဆိုရင်ရင်းနှီးငွေရှိလားဒါမှမဟုတ်ကျွန်တော်တို့မှာလောက်အားရှိလားဒါမှမဟုတ်ကျွန်တော်တို့မှာတင်ယူလေ့လာနိုင်မှုရှိလားဆိုတဲ့အချက်တွေနဲ့ကျွန်တော်တို့တိုင်းတာရမှာဖြစ်တယ်ဥပမာလောက်အားရင်းနှီးနဲ့မရုံးကန်နေမှုဆိုရင်ငွေရင်းနှီးနဲ့မမြုပ်နိုင်ဘူးမရင်းနှီးနိုင်ဘူးဆိုရင်ကျွန်တော်တို့ဗာလဲအတတ်ပညာရင်းနှီးနဲ့ကျွန်တော်တို့ရင်းနှီးမြုပ်နိုင်ရမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့တင်တန်းမှာဒီအတတ်ပညာတစ်ခုရင်းနှီးမြုပ်နိုင်မှုတစ်ခုဖြစ်တဲ့ကျွန်တော်တို့စပင်ပိုင်းဆိုင်ရာအတတ်ပညာကိုဒါပြီးရင်းနှီးမြုပ်နိုင်မှာရတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြချင်ပါတယ်။ဒီ6လပိုင်း15ရက်ကနေလို့19ရက်နေ့အထိကိုပညာဌာနအတန်းရှိပါတယ်။စပင်ညအခြေခံပညာရှိပြီးတဲ့တာညမိန်းကလေးညနဘာရာကိုတဘာရာမှာတသိန်းကျပ်နဲ့9ရက်တာကိုသင်ကြားပေးတော့မှာဖြစ်တဲ့ကြောင့်တရင်ကောင်းညော့ပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်